ready ဒီဟာကသူက ready မှာဒီတိုင်းစာကိုဒီတိုင်းရေးခြင်းတဲ့ဒီ transitional was expression တွေသုံးတယ်ဆိုရင်ပို့ပြီးတော့အမှတ်ရတယ်ဥပမာစာစကားပြောရင်ဒီတိုင်းပြောရမျိုးမဟုတ်ဘဲနဲ့တော့because တို့နော် however တို့ addition to တို့စကားစကလေးတွေသုံးပေးသွားတယ်နော် moreover တို့ဒါမျိုးတွေသုံးပေးသွားတယ်ဆိုရင်စာကြောင်းပို့လာတယ်မှတ်လဲပို့ရတယ်ဒါကြောင့်မို့ဒီဟာအရန်ကိုအရေးကြီးပါတယ်နော် transition အခုအပြောင်းနော် was an expression ဆိုအသုံးအနှုန်းတွေနဲ့ was စကားလုံးပေါ့နော်အဲဆို transition ဆိုအခုအပြောင်းဆိုတော့စာကြောင်းတစ်ခုနဲ့တစ်ခုအခုအပြောင်းမှာသုံးနေရတယ်အဲဆိုဒါလေးခဏဖတ်ကြည့်မယ်နော်ဒါမှတော့တော့ကျွန်တော်ခဏကိုယ်စိတ်ထဲဖတ်ထားကြည့်မယ်ပြီးရဆွေးနွေးကြည့်ဟုတ်ပြီဒါဆိုတော့ကိုယ့်ရဲ့နေ့စဉ်မှာပြောတယ်နမူနာပေါ့နော်ငါဒီနေ့တငယ်ချင်းကြီးသွားလေတယ်အိမ်ပြန်ခဲ့တယ်အဲ့ဆိုတော့အဲ့ဟာကိုတိုင်းပြောရဲဆိုရင်စကားကမချုံးဘူးဒါဆိုတော့ငါဒီနေ့တငယ်ချင်းကြီးသွားလေတယ်လဲပြီးရင်တော့ငါအိမ်ကိုပြန်လာခဲ့တယ်အဲ့လိုမျိုးဆိုရင်တော့ပို့ပြီးတော့အဆက်ဆက်ကပို့ပြီးချုံးတယ်အဲ့တော့သူဒီ transitional was and expression ဒီလိုမျိုးစာကြောင်းတစ်ကြောင်းနဲ့ကြောင်းအခုအပြောင်းအချိတ်ဆက်မှာအသုံးနဲ့စကားလုံးတွေအသုံးအနှုန်းတွေဒီအဲ့ဒီစာကြောင်းနှစ်ကြောင်းကိုဒါဝင်စာဘက်ကိုပို့ပြီးတော့ smooth ဆိုဘာလို့ဆိုရင်ချုံးမစေအတန်ရှင်းလင်းကြလာပြီเนาะဒီဘက်မှာတချင်းတွေဖွင့်ဟုတ်ပြီတဲ့ကိုယ့်ရဲ့အရေးအသားကိုလည်းပို့ပြီးတော့ချုံးမစေကိုယ်စကားပြောတဲ့အခါမှာလည်းပို့ပြီးတော့မှထိရောက်တယ်ပေါ့တစ်ဖက်လူနားလဲလွယ်တယ်ပေါ့เนาะဒါကြောင့်မို့သူကအရေးကြီးဆုံးကတော့ပို့ပြီးတော့အရေးကြီးတာဒီ transitional was and expression ကစာကြောင်းတစ်ကြောင်းနဲ့ကြောင်း sentence တစ်ခုနဲ့တစ်ခု paragraph တစ်ခုနဲ့တစ်ခုပို့ပြီးတော့မှဆိုရင်သူ့ရဲ့ချုံးမစီပြီးတော့ relationship ဒါကိုဆက်ဆက်ပြီးတယ်ပေါ့ကဲအဲ့ဒီတော့ transitional was and expression တွေအများကြီးရှိတယ်ကဲဒီမှာဆိုရင်ကြည့်ကြအောင် they can show they ဆိုတာဘာပြောရလဲတော့ transitional was and expression တွေပြောတာဖြစ်ပါတယ်အဲ့ဒီ transitional was and expression တွေက can show order or time ဆိုorder ဆိုတာဘာပြောချင်လဲအစီအစဉ်ဘာပြီးပါလို့မဲဆိုအစီအစဉ်ပထမဆုံးတကယ်ချင်းသွားမယ်ပြီးရင်မုံစားကြမယ်အဲ့တော့ order ဆိုတာအစီအစဉ် first တို့ second တို့နော် time ဆိုတာအချိန်နဲ့ပတ်သက်တဲ့စကားလုံးတွေနော်ဒီမှာ when တို့ next တို့ဒါဆိုရင်ဒီ transitional was and expression တွေမှာဘာတွေလဲရှိရဆိုရင် order or time အစီအစဉ်နဲ့အချိန်ကိုပြတဲ့စကားလုံးတွေလည်းရှိတယ်ဒါဆိုရင်ပထမဆုံးတစ်ခုဖတ်ကြည့်ကြအောင် transitional was and expression မှာဘာဒီဒါလေးဖတ်ကြည့်မယ်ဒီ underline ဒါလေးပြောတာ they can show order or time ဒီတော့လို့စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းအခုအပြောင်းအောင်လဲအခုအပြောင်းမှာစကားလုံးသုံးတဲ့စကားလုံးတွေအသုံးအနှုန်းတွေဒီ order or time အစီအစဉ်တွေအချိန်တွေကိုလည်းပဲပြသနိုင်ပါတယ်ဘယ်လိုစကားလုံးတွေနမူနာရှိတယ်လဲဖတ်ကြည့်အောင်ဒါလေး meanwhile so far finally at least then that first one next okay fast work next okay as a next let's copy ဒီနေ့လေးလာကြမယ်ခေါင်းစဉ်ကဘာလဲပြောကြည့်ပါဦး transitional words Transitional words and expression. ဒါဆို तू ကဘယ်နေရာမှာ तू ကဘယ်နေရာမှာသုံးတာဆိုရင်စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းအခြေအစစ်တွေမှာသုံးတယ်နောက်တော့ transition ဆိုအခုအပြောင်းပေါ့နော်တစ်ခုနဲ့တစ်ခုစာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းဒါပေမဲ့စာပိုက်တစ်ခုနဲ့တစ်ခုအခုအပြောင်းမှာသုံးတဲ့စကားအသုံးအနှုန်းတွေစကားလုံးတွေအသုံးအနှုန်းတွေဖြစ်တယ်သူ့ကိုသုံးပေးခြင်းကကိုယ့်ရဲ့စာရေးတောက်ဘာဖြစ်စီရလဲဆိုရင်ကိုယ့်ရဲ့စာရေးတောက်ပို့ပြီးတော့မှချောမွတ်စေတယ်ကိုယ့်ရဲ့စကားပြောရဲဆိုလည်းပဲစကားထဲမှာထည့်ပြောရဲဆိုလည်းကိုပြောတဲ့စကားကိုတစ်ဖက်လူကပို့ပြီးတော့နားလည်လွယ်တယ်ပို့ပြီးတော့ချောမွတ်တယ်နော်ဒါကြောင့်မို့သူက transition was and expression ကအရေးကြီးတယ်ကဲဒါဆိုရင်ပထမဆုံးကဒီလိုမျိုး transitional was and expression တွေအများကြီးရှိတယ်မှာပထမချက်ကဘာကိုပြတဲ့စကားလုံးတွေဖြစ်မလဲဆိုရင် order out ဟုတ်ပြီအစီအစဉ်နဲ့အချိန်ပြစကားလုံးတွေဖြစ်တယ်ဒါဆိုရင်ဘာကြီးလဲနမူနာဖတ်ကြည့်အောင် meanwhile so far finally at least then lastly first one next okay
meanwhile so far finally at last then lastly fast when next ကဲဒါဆိုရင်နမူနာလေးနဲ့တစ်ချက်မြန်ကြည့်ရအောင်ကဲဒီမှာကတော့တော့လို့ဥပမာလေးနဲ့ဒီဟာကကြတော့ဒီသူ့ရဲ့ main မွေးဆောက်တယ်မှာမပါဘူးပေါ့နော်ဒါပေမဲ့ဒီချီကကြတော့ပို့ပြီးတော့နားလဲလွယ်အောင်လို့ဥပမာကိုတခြားအပြင်နေရှာပြီးတော့မှအစီအစဉ်ထားတာပေါ့နော်အဲ့တော့ order အဲ့တော့ဘာလဲဆိုရင်အစီအစဉ်တွေတော့လို့ပထမဆုံးဘာလုပ်မယ်ဒုတိယအနေနဲ့ပြုလုပ်မယ်ငါတို့ပထမအနေနဲ့เนาะခီးသွားဖို့စီစဉ်ကြမယ်ပြီးရင်เนาะဝယ်ရမယ့်စီးရင်တွေပြင်ဆင်ကြမယ်ဒါမှမဟုတ်ပစ္စည်းထည့်ကြမယ်ဒါဆို first တို့ second တို့ဒါတွေဒီအခြေ order အစီအစဉ်ကိုပြတဲ့ဟာတွေဒါဆိုခဏနေမှာပြောလိုက်တယ် first တို့เนาะ then တို့ဒါဆိုရင် first နမူနာလေးဖတ်ကြည့်ပါဦး At first, you need to read the question carefully. ကဲပထမဆုံးဘာလုပ်ရမှာလဲဆိုရင် question ကို give design ဖတ်ရမယ်ဒါဆိုရင်ဒါဒီ first data order ကိုပြတဲ့စကားလုံးစကားအသုံးလို့ဖြစ်တယ် transitional words and expression ကတော့သမီးတို့ကစာမွေးမှာဘယ်လိုခွဲသိရမှာလဲဆိုရင်သူကအဲ့လိုမျိုး multiple choice တွေပေးထားမယ်ဥပမာ meanwhile တို့ဒီမှာဆို birth တို့နမူနာပေါ့နော်therefore အစရှိပဲကျန်တဲ့စကားလုံးတွေပေးထားမယ်ပေးထားတဲ့နေရာမှာသုံးတော့အဲ့ဒီစကားလုံးတစ်ခုချင်းစီက order or time ကိုပြတာလားဒါမှမဟုတ်ဆန့်ကျင်ဘက်ကိုပြောတာလားကိုကသိနေရမယ်ဒါဆိုဒီစကားလုံးတွေအတိတ်တွေကိုလည်းတည်ထားဖို့လိုတယ်လို့သူတို့ကနော် order or time လားဒါမှမဟုတ် cause and effect လားဒါတွေလည်းတည်ထားဖို့လိုပါတယ်ဆိုတော့ first လို့ပြောတာဖြစ်တဲ့အတွက်ပထမဆုံးဘာလုပ်မယ်နော်ဘာလုပ်ပါပြောလိုက်တယ်ဆိုရင် you need to read the question carefully first နော်ပထမဆုံး first you need to read the question carefully ပထမဆုံးလောက်ရမှာကမိကိုကိုစိတ်ဖတ်ရမယ်ဒါဆိုရင်ဒါဒီပါလဲဆိုရင် order ဖြစ်တယ်နော် then ကဘာအဓိပ္ပာယ်ပြောချင်တာဆိုရင် Be now to now. သူဒီလည်းပဲ order အစီအစဉ်ထဲမှာပါတာပဲเนาะအဲဆိုတော့ကဲဖတ်ကြည့်အောင်ပါလဲ I went to the library and then I start studying. I started like ကဲပြမပြောကြည့်ကြဘာတပြန်ကြည့်အောင် စာကြည့်တဲ့ကိုတွားခဲ့တယ်ပြီးတော့ထို့နောက်စာ Okay. ပြီးနောက်ပဲပြောထိုးနောက်ပြောရပါတယ် I went to the library ငါစာချက်ကိုသွားခဲ့တယ်တကယ်လို့အဲ့ဒီစကားအစစ်အဆက်နော် transitional words ကိုမသုံးဘူးဆိုရင်ငါစာချက်ကိုသွားခဲ့တယ်ငါစာလေ့လာခဲ့တယ်ဒါဆိုတော့စကားထောက်နေတယ်ပေါ့နော်အရေးသားကလည်းထောက်နေတယ်အဲ့တော့ကိုကဂျားရဲလေးမှာနော်အချိန်ပြ order အစီအစဉ်ကိုပြတဲ့စကားလုံးလေး then ကိုထည့်လိုက်တဲ့အခါကျတော့ I went to the library စာချက်ကိုသွားခဲ့တယ်ဒါပြီးရင်ငါကဘာလဲဆိုရင်အဲ့ဒီမှာပေါ့နော်ပြီးနောက်ပြီးတော့စာကိုလေ့လာခဲ့တယ်သူရဲ့လေ့လာမှုစတင်ခဲ့တယ်ဒါဆိုတော့ပို့ပြီးတော့မှချောမွတ်တာပေါ့နော်ကဲနောက်တစ်ခုသုံးလုံးလေးကြည့်အောင် next နောက်တစ်ခု next ကလည်းဒါ order ကိုပြတာပဲ first ပါလို့မယ် then to next ကဲဖတ်ကြည့်အောင် mix the With the flour flour. water next add 2 eggs. Yeah. အဲဆိုတော့ဂျုံနဲ့ရေနဲ့ကိုရောလိုက်ပါ next နောက်တစ်ခုအနေနဲ့ပြီးတော့နောက်ထပ်ပေါ့နော်နောက်ထပ်ခုအနေနဲ့တော့ဂျုံနဲ့တက်လိုက်ပါဒါဆိုသူဒီပါလဲဆို order ကိုပြတာပေါ့နော် order အစီအစဉ်ဘာပြီးရင်ဘာလုပ်မယ်ဆိုတော့အစီအစဉ်ကိုပြတာကဲ lastly နဲ့ပါဆို finally ဒါဆိုနှစ်ခုစလုံးကပါဆိုနောက်ဆုံးမှာတော့လို့နောက်ဆုံးအနေနဲ့နောက်ဆုံးမှာပြောတာနော်အဲ့တော့ first ကပထမဆုံးမှာ second တို့ first တို့ပထမဆုံးမှာ lastly finally နောက်ဆုံးမှာနော်အဲ့ဆိုဒါဒီပါပြဆိုအစီအစဉ်ကိုပြောတာပေါ့ကဲဖတ်ကြည့်အောင်နမူနာလေး Lastly, check your answer for any mistake. okay နောက်တစ်ခုကကျတော့ After 3 hours of Yeah, well, I finally reached the top. ကဲဒါဆိုရင်ဒါဒီအဓိပ္ပာယ်တွေကနားလည်ပါနော် okay. အဲဆိုတော့နောက်ဆုံးမှာဆိုပြောတာဒါဆိုရင်အဲ့နောက်ဆုံးလို့ပထမဦးဆုံးလို့ဒုတိယအနေနဲ့တော့ပြီးတော့ဆိုတာဒီသူက order ကိုပြောတာနော်အစီအစဉ်ကိုပြောတာဖြစ်တယ်အဲ့ဒီနောက်တစ်ခုကပါဆို time နော်အချိန်ကိုပြတဲ့စကားလုံးတွေ when တော့အခါဆို meanwhile ဆိုလည်းပဲအဲ့ဒီတော့အတွင်းပေါ့နော်ဆို when ဆိုတာယဉ်ကြည့်ကြတော့အခါကဲနမူနာလေးဖတ်ကြည့်အောင် When the day wedding days and is over ဒါဆိုဘယ်ခလောင်းတိလိုက်တဲ့အခါမှာပေါ့နော်ဘယ်ခလောင်းတိလိုက်တဲ့အခါမှာ exam ကပါလို့ဆိုရင် is over ဆိုတော့တော့ဆိုရင်ပြီးသွားပြီနော် exam ပြီးသွားဒါဆိုတော့တော့အချိန်ပြောတာခေါင်းလောင်းတိတော့အခါဆိုတာအချိန်ဖြစ်တယ်ဒါမြန်မာစကားထဲမှာမြန်မာစာပါလေးလေ့လာပြီးသားပါနော်တော့အခါအချိန်ဖြစ်တယ်အဲ့တော့နောက်တစ်ခုက meanwhile ဆိုတာအဲ့အတော်အတွင်း
သူကဘာဆိုရင်တကောဆိုကိစ္စနှစ်ခုလုံးတစ်ခုပြိုင်တူဖြစ်တာကိုပြောတာပေါ့နော်ဖြစ်တဲ့အခါမှာကျတော့သုံးတာပေါ့ကဲဖတ်ကြည့်အောင် My mom was My mom was. meanwhile Meanwhile, I was doing my homework ကဲသူ့မိမိကဘာလုပ်တာလဲဆိုရင် cooking dinner ဆိုတော့ ညစာချက်နေတယ် အဲ့မိသူ့မိရစာချက်နေတဲ့အချိန်အတော်အတွင်းမှာအဲ့အတော်အတွင်းမှာငါကဘာလုပ်လဲဆိုရင်အစာကိုလုပ်နေတယ်ဒါဆိုတော့အချိန်ကိုပြောချင်တာဆိုတော့တော့လို့ when တို့ meanwhile တို့ကပါဆိုရင်အချိန်ကိုပြောတာဒါဆိုရင်ငါမိကနော်ငါမိကထမင်းချက်နေတယ်ငါကစာကြည့်နေတယ်ဆိုရင်တော့တော့လို့စကားအချောမှုကနည်းနည်းလေးဆက်ဆက်လို့လေတော့လို့ထဲမင်းဝိုင်းလို့ထည့်လိုက်တယ်ငါမမေကထမင်းချက်နေတယ်အဲ့ဒီအချိန်တွင်းမှာငါကစာလေးလာတယ်ဆိုရင်တော့ပို့ပြီးတော့မှပြောတာပို့ပြီးတော့ချောမွတ်တယ်ဖြစ်ချောမွတ်တယ်ဒါကြောင့်မလို့ဒါဒီ transition was an expression တွေမှာဗာလဲဆိုရင် order or time ကိုပြတဲ့စကားလုံးတွေဖြစ်ပါတယ်ဒါဆိုရင်ဒီဟာကပြန်ရှင်းပြဖို့လို့တည်လားတော့တမျိုး ရပါတယ်ချက်